Hello ချစ်ဆုံးတို့ရေရှူရှူရှေရှေလေးနဲ့သမင်းစားရမ်းမိန်နဲ့အမေသားချက်လေးလှုပ်စားကြည့်ကြရအောင်နော်ဒီနေ့ကကျမတို့မိသားစုမှာသမင်းဥပြောင်လေးနေပါဒီအနစ်လေးတွေနဲ့နေစားအယောင်ကိုစားကောင်းလို့အကဲအန်တီနဲ့အတူလှုပ်ကြမယ်အသားလေးတွေကိုစေချောတန်းစင်ပြပြဆိုရင်စွန်းနွန်းထည့်မယ်အယောင်တည်းအနေငယ်ထည့်ပါမယ်စားထည့်ပါမယ်အချုံမုတ်နေငယ်ထည့်ပါမယ်ခုတော့တမအောင်နေရအောင်နော်ဒီလိုမျိုးအလုံးတမအောင်နေထားပြီးမှ10မိနစ်15မိနစ်လောက်နဲ့ထားပေးရအောင်နော်ကဲပါဝင်ပစ္စည်းတွေကတော့ဒီငရုတ်တီကြတော့အချောက်ကိုကျမရင်နွေးနဲ့စိမ်ပြီးလောက်ထားတာဖြစ်ပါတယ်ငရုတ်ကောင်ဂျင်းချက်တွန်ဖြူစပလင်ဒါချက်တွန်နီငပိအိမ်မှာယူထားတာကုန်သွားလို့ဒီငပိထောင်းဘူးထဲငပိကိုတုံးလိုက်ပါတယ်ကဲဒါရီကိုထောင်းကြမယ်နော်ငရုတ်တီငရုတ်ကောင်းဂျင်းကိုစားနေငယ်ထည့်ပြီးအရင်ထောင်းမယ်နော်ပြီးရင်ငပိထည့်မယ်ချက်တွန်ဖြူစပလင်ဒါရီထည့်ပြီးပြန်ထောင်းပေးမယ်နော်ကဲတမျိုးညံ့ညက်ကလေးရပြီဆိုရပါပြီဒီအနေထားလေးဆိုတော့ရပါပြီအစပလာလေးတွေလည်းအလုံးပြင်ဆင်ပြီးသွားပြီဆိုတော့ကျမတို့တွေချစ်ကြဆိုနော်တကယ်ထဲမယ်ချက်ကူမီဒီလိုမျိုးနွန်လာပြီးဆိုရင်အခုနောက်ထောင်းထားတဲ့အစပလာထည့်ပေးမယ်နော်ဒီမှာပါအခုနောက်ထောင်းထားတဲ့အစပလာလေးမွေးလေးနဲ့ဒီလိုမျိုးနွန်လာပြီးဆိုရင်ခုနနတ်ထားတဲ့အသားကိုထည့်ပေးကြမယ်အလုံးတမအောင်လို့ပေးပြီးမှအသားထည့်ပြည့်အရေးကြီးရင်ဖက်သွားအောင်လုပ်ပေးရအောင်နော်တစ်ခါတလေအသားထမအရေးကြီးအများကြီးပါလာတတ်တယ်လေအဲ့ဒါကြောင့်လို့အထက်အရေးကြီးဒီလိုမျိုးထွက်လာပြီဆိုရင်ကျမတို့ရေနွေးထည့်ပြီးပြီးမှနိုးရဲ့အထစ်တွေထားရအောင်နော်ဟိုကြိုက်တဲ့အနေထားပေါ့နော်နူးနူးလေးကြိုက်ရင်နူးလေးနည်းနည်းတနည်းလေးစားချင်တဲ့ဆိုရင်နည်းတနည်းလေးပေါ့ရေနွေးထည့်ပါမယ်ခုရေခမ်းတဲ့အထိချက်ထားတော့မယ်ဖုံးအုပ်ပြီးမှရေခမ်းပြီးမှအသားလေးနည်းနည်းနူးလာပြီဆိုရင်ကျမတို့ဒီအချင်းဖတ်ဒါမျက်လင်ချင်းဖတ်ဖြစ်ပါတယ်ဒါကိုပြန်ထည့်ပေးမယ်ရှူရှူရှေရှေချင်းဆက်ဆက်လေးစားချင်လို့ကဲညလင်ချင်းဖတ်မထည့်ဘဲနဲ့လှုပ်ရှားချင်တဲ့လူတွေလည်းမထည့်ဘဲနဲ့လှုပ်ရှားလို့ရတယ်နော်ကျမကတော့ချင်းဆက်ဆက်ရှူရှူရှေရှေလေးစားချင်လို့ပါခဏလေးဆိုရပါပြီဒါပါပြီဒီနေ့ထားဆိုဒီထဲမှာငရုတ်တီးစိမ်းဒါပြရိုက်ထားတယ်ဒါကတော့6ရွက်ချက်တွန်မိတ်နဲ့နန်းပြဲဒါထည့်ပြီးပြီဆိုရင်စားလို့ရပြီမီးပိတ်တော့မယ်စပလင်နဲ့ရှောက်ရွက်ထည့်ထားတော့လေအနံ့ကမွေးနေတာပဲအမေသားချင်းဆက်ဆက်ရှူရှူရှေရှေလေးမွေးပြီးမှအရန်ကိုစားကောင်းဒီမှာအနစ်ကလေးတွေနဲ့တကယ်ကိုစားကောင်းလို့လှုပ်ရှားကြည့်ကြရအောင်နော်ချစ်ဆုံးတို့ဘ
bye bye နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ပူပူနေနေစားရမယ်